အာနာသိမ့်ပြီးတဲ့နောက်ပိုင်းတိုက်ပွဲတွေပြင်းထန်နေတဲ့ပဋိပက္ခဖြစ်ပွားရာဒေသတွေမှာ9နှစ်နီးပါးကြာလာချိန်မှာတော့ကုန်စည်တွေဈေးနှုန်းကြီးမြင့်လာတာနဲ့အတူပြည်သူတွေဟာတရက်စာစားတောက်ရက်တည်ဖို့ခက်ခဲတဲ့အခြေအနေအထိကြုံတွေ့နေကြရတယ်လို့ကချင်၊ကယား၊ရခိုင်၊စကိုင်းစတဲ့ဒေသတွေကပြည်သူတွေထံကသိရပါတယ်။ဒေသအသီးသီးကပြည်သူတွေဟာနေရရင်ကိုစွန့်ခွာစစ်ဘေးရှောင်နေကြရတာကြောင့်အလုတ်ကင်အခွင့်အလမ်းရှားပါပြီးအလုတ်အတီတကြအလုတ်ကင်တော့မရတဲ့အတွက်ဝင်ငွေမရှိတာလဲကြုံနေကြရတာပါ။နေမြေမတည်ငြိမ်တာတွေကြောင့်လမ်းပန်းဆက်သွယ်ရေးခက်ခဲတာတွေအပြင်လက်နက်ကင်အဖွဲ့တွေရဲ့ဖျက်ဆီးသွားလာခွင့်တောင်းတဲ့ဝါတာဂိတ်တွေပိုပြီးများလာလို့တည်ယူပို့ဆောင်ရေးစရိတ်တွေမြင့်တက်လာတာရဲ့အချက်တစ်ချက်လို့လဲပြည်သူတွေကဆိုကြပါတယ်။ဒါအပြင်နေဆက်ကနေမြို့ကြီးတွေစီကိုဝင်လာတဲ့ကုန်တွေကိုလည်းစစ်ကော်မရှင်ကကန့်သက်ထားတာကြောင့်ကုန်စီရှားပါပြီးကုန်စည်နှုန်းမြင့်တက်စီလို့တဆင့်ပြန်လည်တင်ပို့ရတဲ့ဒေသတွေမှာကုန်စည်ဈေးကအဆများစွာမြင့်တက်မှုကိုခံစားနေကြရတာပါအညာတကြောကပြည်သူစစ်တွေစိုးမိုးထားတဲ့နေရာဒါမှမဟုတ်ဝါတာဂိတ်တွေများတဲ့ဒေသတွေဆိုရင်စားတောက်စရာတွေကိုကိုယ်ပတ်ပြီးတည်ဆောင်ရတာတွေရှိလို့ဈေးစကားကပိုပြီးကုန်ကြတာတွေလည်းရှိတယ်လို့ဒေသခံတွေကရှင်းပြကြပါတယ်စကိုင်းတိုင်းစလင်းကြီးမြို့နယ်တွေကကြေးရွာတစ်ခုကဒေသခံတအူပြောပြတာကဓာတ်ဆီလီတာတော့6000လောက်ပေးရတယ်ဗျ။ကျုပ်တလုံး900လောက်ပေးရတယ်။ဟုတ်ကဲ့ဗျ။မိသားစုသားဖ3ယောက်ပေါ့ဗျာ။ကျွန်တော်တို့ဒါတမန်နေစားတမန်နဲ့ပေါင်းလိုက်နှုတ်လို့ရှိရင်ကျွန်တော်တို့မနက်ခင်းမွန်းတဲ့ဆိုရင်ကျွန်တော်တို့ပတ်စံ9000ရတယ်ဗျာနော်။အဲ့ပတ်စံ9000ကဆန်းဝဲစည်းဝဲမယ်ဆိုမလောက်ငါဘူးဗျာ။ကုန်ကြစိတ်ကဘယ်လောက်ရှိမလဲဆိုတော့ညမနေ့ဆိုရင်1000ခွဲဝန်းကျင်မှာရှိမယ်ဗျာနော်။အဲ့ဒါမုံအောင်ဈေးဝယ်ထွက်တာရှိတယ်ဗျာ။အသွား1200ဗျာ။ကားသမားကလည်းဒီပြည်သူဘောပဲပြန်တင်တယ်ဒီသူ့မှာလည်းဂိတ်ကြီးပေးရတဲ့ခါကျတော့နော်။အလားတူပဲရခိုင်ပြည်နယ်ဘက်မှာလည်းကြက်ဥဘဲဥတွေကအခြေခံစားတောက်ကုန်ဖြစ်ပေမဲ့တေဆောင်ရခက်ခဲတာကြောင့်ဒေသခံတွေမှာကြက်ဥဘဲဥကိုတော့လွယ်လွယ်ကူကူဝယ်ယူလို့မရတဲ့အခြေအနေမှာရှိနေတယ်လို့လည်းဆိုကြပါတယ်စစ်တွေမျိုးတဝိုက်မှာဆိုရင်လည်းကြက်ဥကတစ်လုံးကိုငွေကျပ်900နှုန်းရှိသလိုတင်မောဆိုင်မှာဝယ်ယူလို့ရတဲ့အခြေအနေလို့လည်းဒေသခံတွေကပြောပြကြပါတယ်စစ်တွေဒေသခံတအူပြောပြတာကဝက်သက်တဲ့ဆောက်ပေါင်းခွေးတဲ့ကျဲဥတို့900ဒီဖို့ရောက်မှကျဲဥတွေပါတယ်မြင်ရတယ်တနေ့စားလိုက်တနေ့ငဲလိုက်ငဲတဲ့မွတ်တဲ့စားနေရတာအလုံးမရှိနေတာကကချင်ပြည်နယ်ဘက်မှာလည်းတိုက်ပွဲတွေဖြစ်နေတယ်လို့တည်ယူပို့ဆောင်စရိတ်ကြီးမြင့်နေတာကြောင့်လည်းလမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့နေရာတွေဖြစ်တဲ့မြို့နယ်ဝေးတဲ့နေရာတွေမှာကုန်စည်နှုန်းတွေက3ဆလောက်မြင့်တက်နေတာရှိတယ်လို့လည်းသိရပါတယ်ကရင်ပြည်နယ်ထဲမှာတော့အလုတ်ကန်ရှားပါတာဒေသတွင်းမတည်ငြိမ်တာတွေကြောင့်တစ်ဖက်ယူရီးယားနိုင်ငံဘက်အလုတ်ထွက်လုတ်ကန်ကြသူတွေရှိတယ်လို့ပြည်တွင်းမှာကြံခဲ့တဲ့သူတွေမှာလည်းအခြေခံစားတောက်ကုန်ဖြစ်တဲ့ကြက်ဥတောင်တစ်လုံးကို900ကနေ1000ကျပ်လောက်အထိပေးဝယ်စားနေရတယ်လို့လည်းဒေသခံတွေကဆိုကြပါတယ်ကရင်ပြည်ဘက်ကအခြေအနေကိုဒေသခံတအူလည်းဖြစ်စစ်ဘေးရှောင်တွေကိုကူညီပေးနေသူတဦးလည်းဖြစ်သူပြောပြတာက这个炒呀，这大个都被啥领导3个25 kg 都被得到，没大个领导我打都当炒炒，没得啥的，人家个咯啥子的都但是那个那个路了看着现在那个位置呀，好几是啥家了吧？人家看着了，阿拉皮话没好多。စစ်ဖြစ်ပွားရာဒေသတွေမှာတော့လမ်းတွေပိတ်ဆို့ထားတာကြောင့်စစ်ဘေးကိုလည်းရှောင်လို့မရတော့သလိုကုန်စည်နှုန်းတွေကြီးမြင့်မှုကိုပုံမခံစားနေကြရပြီးစစ်ဘေးရှောင်စခန်းတွေမှာပဲပြေးလွှားပုန်းခိုနေရတာကြောင့်ကလေးငယ်တွေလူငယ်တွေမှာပညာသင်ကြားဖို့လည်းအခက်အခဲတွေရှိနေကြပေမဲ့နေထိုင်စားတောက်ရေးမှာအဓိကအခက်အခဲဖြစ်နေလို့တခြားကိစ္စတွေဖြစ်တဲ့ပညာရေးလူမှုရေးတွေကိုဂရုမစိုက်နိုင်တဲ့အခြေအနေမှာရှိနေတယ်လို့လည်းဆိုကြပါတယ်